စေတနာအကျိုးလက်ငင်းပေးပြီးလက်ဆောင်ပေါင်းများစွာကိုချီးမြှင့်ခံခဲ့ရတဲ့ရေခဲကျောင်းတဲ့လေးကိုရှိုင်းစောအရန်ကိုနာမည်ကျော်ကြားနေတဲ့ရေခဲကျောင်းတဲ့လေးကိုရှိုင်းစောရဲ့ဂုဏ်သတင်းကိုတော့အားလုံးလည်းကြားမိကြမယ်လို့ထင်ပါတယ်လူကမွဲပေမဲ့စေတနာမမွဲလာသူတရားတရားထက်သန်လွန်လာသူရေခဲကျောင်းတဲ့လေးရဲ့စိတ်တက်လေးဟာဆိုရင်အင်မတန်ကိုမှလေးစားစရာကောင်းပါတယ်ကိုရိုင်းနောင်မှနေ့စဉ်နေ့တိုင်းနေဘူးကြီးထဲမှာရေခဲကျောင်းရောင်းချနေရပြီးတနေ့မှပိုက်ဆံ1000လောက်သာရပေမဲ့တရားတရားကတော့သိန်းပေါင်း1000မကတန်မိုးရှိလာပါတယ်အဲ့ဒီနေ့ကလည်းထုံးစံအတိုင်းရေခဲကျောင်းလှည့်လည်ရောင်းချနေပေမဲ့သူတို့မျိုးနယ်လေးကိုလာရောက်လူတန်းကြတဲ့အလူရှင်တွေနဲ့ကယ်ဆယ်ရေးသမားတွေကိုတွေ့ရတဲ့အခါတရားစိတ်ထက်သန်လာပြီးလူတန်းမှုတွေပြုလုပ်ခဲ့တာပါသူ့ရဲ့ဝမ်းစာအဖြစ်ရောင်းချနေရတဲ့ရေခဲကျောင်းလေးတွေကိုနေဘူးထဲမှာလာရောက်လူတန်းကြတဲ့အလူရှင်တွေနဲ့ကယ်ဆယ်ရေးသမားတွေအတွက်အားရဝမ်းသာစွာနဲ့လိုက်လံကျွေးမွေးပြီးလူတန်းကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။ရေခဲချောင်းလေးတွေလူတဲ့အပေါ်မှာဘသူစီကမှဘာတစ်ခုမှပြန်လဲရယူလို့စိတ်မရှိတာကိုလည်းတွေ့ရတာဖြစ်ပါတယ်။စပင်းနေအယောင်ဆိုးထားပြီးအဝတ်အစားခွန်းနှန်းကိုဝတ်ဆင်ထားပေမဲ့လည်းစိတ်သက်အဆင့်တန်းကတော့တကယ်ကိုမြင့်မြတ်လွန်လာတာကိုတွေ့ရပါတယ်။ရေခဲချောင်းလေးတွေလိုက်လူနေတဲ့အချိန်မှာလည်းလက်အုပ်ကလေးချီပြီးယူသေးလေးစားစွာနဲ့လူတန်းကုသိုလ်ယူနေတာဖြစ်ပါတယ်။ဒါကြောင့်အားလုံးကလည်းသူ့ရဲ့စိတ်သက်ကိုလေးစားပြီးဆိုရှယ်မီဒီယာမှာနာမည်ကြီးလာခဲ့တာပါ။စေတနာအကျိုးဆိုတာကနောက်ဘဝမကူပဲချက်ချင်းလက်ငင်းကိုအကျိုးပေးတဲ့ထုံးစံအတိုင်းအခုလဲကိုရှိုင်းစော်တယောက်စေတနာအကျိုးတွေကိုလက်ငင်းခံစားနေရပါတယ်။အခက်အခဲအပူမီကြုံတွေ့နေရတဲ့ပြည်သူတွေရဲ့ရှင်ကိုအေးမြစေခြင်းတဲ့အတွက်ရေခဲချောင်းလေးတွေလိုက်လူတန်းနေတဲ့ကိုရှိုင်းစော်ကိုတခြားသောအလူရှင်တွေကလည်းဘဝအခက်အခဲတွေပြေပြောက်စေဖို့အတွက်အလူငွေများစွာကိုဂုဏ်ပြုစုအဖြစ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။သိန်းပေါင်း100မကဂုံပြုစုငွေတွေလာရောက်ချီးမြှင့်တဲ့အခါမှာလည်းကိုရှိုင်းစော်ကငလင်ဘေးတင်ပြည်သူတွေအတွက်ဆိုပြီးပြန်လည်လှူဒန်းခဲ့တာပါအဲ့ဒီနောက်ကိုရှိုင်းစော်နဲ့နာမည်ချင်းတူနေတဲ့ကိုရှိုင်း electronic ဆိုင်ကြီးကနေသူ့ရဲ့ရေခဲကြောင်ရေခဲတုပ်လေးတွေကြကြအထက်ခံအောင်ဆိုပြီးရေခဲတစ်တာကြီးကိုလာရောက်လှူဒန်းပေးခဲ့ပါတယ်အခုခေတ်ကာလဈေးနဲ့သိန်းပေါင်း20ကျော်တန်မိုးရှိတဲ့ရေခဲတစ်တာကြီးကိုကိုရှိုင်းစော်အတွက်ရရောစွာနဲ့လှူဒန်းကုသိုလ်ယူခဲ့တာပါဒါကိုတော့ကိုရှိုင်းစော်ကလည်းဝမ်းသာစွာနဲ့လက်ခံရခဲ့ပါတယ်။ဒါနဲ့မကသေးပါဘူး။ပရာဟိတစိတ်တဲ့အပြည့်ရှိသူရေခဲကျောင်းနယ်လေးကိုရှိုင်းစော်အတွက်လိုင်လီရွှေဆိုင်ကြီးကလည်းနောက်ထပ်ဂုဏ်ပြုစုငွေတွေကိုလာရောက်ချီးမြှင့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူရရှိတဲ့ဂုဏ်ပြုစုငွေတွေကိုလိုအပ်တဲ့နေရာတွေကိုသူကိုယ်တိုင်သွားပြီးရေခဲကျောင်းလေးတွေထပ်မံလှူဒန်းနေတာကိုလည်းဝမ်းသာစွာနဲ့တွေ့ရှိရတာဖြစ်ပါတယ်။ဒီလိုမျိုးရရှိသမျှဂုဏ်ပြုစုငွေတွေကိုပြန်လည်လှူဒန်းနေတဲ့ကိုရှိုင်းစော်အတွက် Lady Grace အမည်ရတဲ့စိန်ဆိုင်ကြီးကနေဆိုင်ငယ်အသစ်ကြီးတစ်စီးကိုလည်းလက်ဆောင်လာပေးခဲ့ပါတယ်။သူ့ရဲ့စေတနာကချက်ချင်းလက်ငင်းဆိုသလိုအကျိုးပေးပြီးတဦးမြစ်တာတဦးမှဆိုသလိုပြန်လည်တုံ့ပြန်မှုတွေနဲ့အကျိုးတရားတွေကိုခံစားနေရတာဖြစ်ပါတယ်။တကယ်တော့ရေခဲကျောင်းတဲ့လေကိုရှိုင်းစော်ကငယ်စဉ်ဘဝကလေးကမိဘမြစ်တာကိုငတ်မွတ်နေခဲ့ရတာပါ။ဒါပေမဲ့လည်းတခြားသူတွေအပေါ်မှာတော့တတ်နိုင်သမျှစေတနာမြစ်တာပေးစွမ်းပြီးဘဝကိုဖြူစင်ရိုးသားစွာနဲ့ဖြတ်သန်းနေထိုင်ခဲ့ပါတယ်။အခုလိုစေတနာတရားထက်သန်တဲ့အတွက်ချက်ချင်းလက်ငင်းအကျိုးပေးပြီးဆိုင်ငယ်ရေခဲတစ်တာကအစားလာရောက်ကုန်မြူခြင်းခံနေရတဲ့ရေခဲကျောင်းတဲ့လေးကိုရှိုင်းစော်ရဲ့အဖြစ်ပေါ်မှာထင်မြင်ချက်လေးတွေကိုလည်းပြောသွားခဲ့ကြပါအောင်နော်။